ဇလန်းစာမှာတော့ချစ်စရာကောင်းတဲ့တောကောင်လေးအော်လီကိုတွေ့ရမှာအော်လီဟာတခြားသူတွေနဲ့မတူပဲအရာရာကိုစူးစမ်းခြင်းစိတ်ပြင်းပြလွန်းသူပါဒါပေမဲ့ဒါဟာသူ့ဘဝရဲ့အဆိုးဆုံးနေ့မဟုတ်သေးပါဘူးအဆိုးဆုံးနေ့ကလွန်ခဲ့တဲ့နှစ်တော်ကြာအော်လီကလေးဘဝတုန်းကဖြစ်ခဲ့တာပါအဲ့ဒီတုန်းကအော်လီဟာအရာရာကိုစူးစမ်းခြင်းစိတ်အယံပြင်းထန်ပါတယ်တနေ့မှသမှုတရားတွေကလာပတဲ့ငါးလေးတွေကိုမြင်ပြီးကိုယ်တိုင်စဉ်းကြည့်ဖို့ဆုံးဖြတ်ခဲ့တယ်ရေအောက်မှာအသက်ရှူလို့ရမယ်ကိရိယာကိုတီးထွင်ရင်းအချင်းချင်းကြာရှုံးခဲ့ပေမဲ့နောက်ဆုံးမှာတော့အောင်မြင်သွားခဲ့ပါတယ်။အော်လီရေအောက်ကိုပထမဆုံးချိန်ရောက်သွားတဲ့အခါရောင်စုံသတ္တဝါလေးတွေကိုမြင်ပြီးအယားအံ့တော်ဝမ်းသာသွားခဲ့တယ်။ဒါပေမဲ့ခဏကြာမှပဲငါးကြီးတစ်ကောင်ကသူ့စီကိုဦးတီလာတာပဲ။အော်လီကဘေးအန္တရာယ်မှမထီပဲငေးကြည့်နေတော့မှပဲသူ့အဖေရောက်လာပြီးအချိန်မီကဲထူသွားနိုင်ခဲ့တယ်။သူဖေကဒီနေ့ပုံမှာမနှက်ဖြန်အသက်ရှင်မဲဆိုတဲ့စီကန်းကိုတတိပေးပြီးတခြားတတဝါတွေကိုဘယ်တော့မှမယုံဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ပြီးတော့ကျုံဘောကနေဘယ်တော့မှမထွက်ဖို့လေပြီးပင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အော်လီရဲ့အဖွာကဒီချွင်ဝမ်းကြီးရဲ့တမိုင်းကြောင်းကိုပြောပြပါတယ်။ဟိုးအရင်ကတတဝါတွေဟာအခုလိုတကွဲတပြားပုံအောင်မနေကြပဲအတူတူနေထိုင်ခဲ့ကြတာပါ။ဒါပေမဲ့ဝင်းပလီဆိုးကြီးတကောင်ကအားလုံးကို6လအုပ်ချုပ်နေခဲ့တယ်။အဲ့ဒီအချိန်မှာဇိုးရူခေါ်တဲ့ကြီးမားတဲ့တတဝါကြီးတွေပေါ်လာပြီးအကောင်လေးတွေကိုပုံစံပြောင်းနိုင်တဲ့အစွမ်းနဲ့အချင်းချင်းစကားပြောနိုင်တဲ့အစွမ်းတွေပြေးခဲ့ပါတယ်။ဒါကြောင့်အားလုံးစီးစီးလုံးလုံးရှိသွားကြပေမဲ့ဝင်းပလီဆိုးကအဲ့ဒီအစွမ်းတွေကိုခိုးယူပြီးမီးဝင်းပလီ Fire Wolf အဖြစ်ပြောင်းလဲကအရာရာကိုဖျက်ဆီးခဲ့ပါတယ်။တနေ့မှာအော်လီရဲ့စူးစမ်းခြင်းစိတ်ကြောင့်အမားတခုဖြစ်ခဲ့ပါတယ်။သူကငကလေးဂျိုးဘင်းတကောင်ကိုသူတို့ရဲ့အစားအစာ Piplet ဘလို့စားမလဲဆိုတာသင်ပေးလိုက်ရကနေဂျိုးဘင်းအုပ်စုလိုက်ရောက်လာပြီးသူတို့စူးစမ်းထားတဲ့ရိတ်ခါတွေကိုအကုန်စားပစ်လိုက်ကြပါတယ်။အော်လီကအမားကိုပြန်ပြင်ဖို့အတွက် Piplet တွေကိုလာစားတဲ့ငက်တွေကိုနေရောင်ပြန်ဟတ်တဲ့မန်ဆွေတွေနဲ့6လန့်ဖို့စူးစမ်းပါတယ်။အစမှအောင်မြင်ပေမဲ့ဂျိုးဘင်းငက်တကောင်ကသူ့ကိုတိုက်ခိုက်လိုက်လို့အော်လီဟာ6ထဲကိုဖြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီမှာသူဟာတောက်ပနေတဲ့မော်အတောင်ကိုနဲ့ထီမိပြီးတတိမိသွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အခါမှာတော့တကဘာလုံးမော်အတိကျသွားတယ်လို့ပါပဲ။ဘာလို့လဲဆိုတော့သူဟာသူတို့ရဲ့ရန်သူဖြစ်တဲ့ဂျော်ဘင်းငက်ကြီးအထိပြောင်းလဲသွားလို့ပါ။သူမိသားစုဝင်တွေကတော့သူ့ကိုမတ်မိပဲတိုက်ခိုက်ကြတဲ့အကွယ်ဝမ်နဲ့ပတ်လက်နဲ့ထွက်ပြေးခဲ့ရပါတော့တယ်။လမ်းမှာ Ivy ဆိုတဲ့ဂျိုဘင်ကလေးနဲ့တွေ့ပြီး Ivy ကလည်းမော်အတန့်ကိုထီမိရကနေအော်လီရဲ့မျိုးနွယ်စုပူကူအဖြစ်ပြောင်းလဲသွားပြန်ပါပြီ။အခုတော့သူတို့နှစ်ယောက်လုံးသူများခန္ဓာကိုယ်တွေရောက်နေကြပါပြီ။သူတို့နှစ်ယောက်ဟာမူလအတိုင်းပြန်ဖြစ်ဖို့အတွက်မော်အတောင်တွေကိုလိုက်ရှာရင်ခရီးထွက်ခဲ့ကြပါတယ်။လမ်းမှာရန်သူတွေနဲ့ကြုံရတယ်လို့တယောက်နဲ့တယောက်နားလည်မှုလေးလည်းရလာကြပါတယ်။အဲ့ဒီခရီးမှာအော်လီတီဟယာတာအာဗီဟာလွန်ခဲ့တဲ့နှစ်တော်ချာကသူကူညီခဲ့မှုတဲ့ဂျိုဘင်ငကလေးဖြစ်နေတာပါ။သူတို့ခီးဆုံးရောက်လို့မူလယူသွင်းပြန်ရခါနီမှာသူတို့နဲ့အတူပါလာတဲ့ငါးလေးပူကယ်ကသစ္စာဖောက်လိုက်ပါတယ်။တကယ်တော့ပူကယ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကချွင်ဝမ်းကိုဖျက်ဆီးခဲ့တဲ့မီးဝံဖူးလေးစိုးကြီးဖြစ်နေတာပါ။ပူကယ်ကမီးဝံဖူးလေးအဖြစ်ပြန်ပြောင်းပြီးအရာရာကိုဖျက်ဆီးဖို့ကြိုးစားတဲ့အခါအော်လီကအရှုံးမပေးပဲတခြားတတဝါတွေဝံဖူးလေးတွေနဲ့စုပေါင်းပြီးပြန်လည်တိုက်ခိုက်ပါတယ်။နောက်ဆုံးမှာတော့အော်လီဟာဇိုးရဲ့စိတ်ဝင်ခြင်းကိုခေါ်လူပြီးမိမိကိုစတေးကမီးဝံဖူးလေးစိုးကြီးကိုရေအောက်ထဲဆွဲခေါ်သွားပြီးအားလုံးကိုကယ်တင်ခဲ့ပါတယ်။အဆုံးသတ်မှာတော့ချွင်ဝမ်းကြီးဟာအရန်လိုအေးချမ်းသွားပါတယ်။တိရိစ္ဆာန်တွေဟာမျိုးနွယ်မခွဲကြတော့ပဲအတူတူနေထိုင်ကြပါတယ်။အော်လီရဲ့စတေးမှုဟာချွင်ဝမ်းကြီးရဲ့သမိုင်းတစ်ကိုရေးထိုးပေးခဲ့တာပါ။ဒီဇလန်လေးကိုကြည့်ပြီးပရိသတ်တို့လည်းတဦးနဲ့တဦးယုံကြည်မှုရှိဖို့နဲ့စီးလုံးဖို့ဘလောက်အရေးကြီးလဲဆိုတာခန်းစားမိမှာပါ။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ movie recap တီချီချင်းတော့ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။